အေးမိုင်လောက်ကွာတဲ့နေရာမှာကျွန်တော်သွားပြီးတော့မှမရမမျောတွေသွားခုတ်ပြီးတော့မှခါးမှာဒီလိုကြိုးချီပြီးတော့မရမမျောကိုကျွန်တော်အလုံး90ဆို90ကိုရေထဲကနေတို့တိုက်ပြီးခါးတို့တင်းပြီးဆွဲလာတာညစ်တော့မမီသေးဘူးပေါ့ချောင်းပေါ့ဒါတော့အခုကျွန်တော်ရောက်နေတာကဒီငွေတောင်ကမ်းခြေတွေကဒီတော့ပေါ့နော်လာပြီးတော့ကြည်တာပေါ့ဒီတော့ကြည်တာကျွန်တော်တော်သိထူးဆန်းတော့မဟုတ်ဘူးပေါ့ကျွန်တော်ကိုယ်တိုင်လည်းဒီဟိုပင်လယ်ပိုင်းဒေသမှာမွေးဖွားပြီးတော့ဒီတော့ထဲမှာကျွန်တော်ကကြီးပြင်းလာရတာပေါ့အဲ့တော့ဒီနေရာကိုကျွန်တော်ရောက်တဲ့ခါကျဒီချောင်းလေးကကျွန်တော်တို့ထောင်ကြီးတန်းကြီးရွာရဲ့ဟိုနောက်ကဂေါ်ရူနဲ့အရှေ့ပြားကိုဆက်နွယ်နေတဲ့ချောင်းပုံစံမျိုးလေးပေါ့ကျွန်တော်ဆိုငယ်စဉ်ခါကဒီလိုမျိုးဒီချောင်းတွေထဲမှာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ချောင်းကြားလေးတွေရှိရဒီလိုချောင်းရဲ့ကြားထဲမှာချောင်းအသွယ်လေးရှိရအဲ့ထဲမှာကျွန်တော်10တောင်ပေါက်တူလေးပေါ့ဒီလို10တောင်ကျွန်တော်ခနန်းထောင်နဲ့ခနန်းကိုလေးနဲ့တစ်ချောင်းဝင်တစ်ချောင်းထွက်တစ်ချောင်းဝင်တစ်ချောင်းထွက်ခနန်းတိုက်ထောင်စားတာတွေရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီရေထဲမှာကျွန်တော်တို့ခါကျဂုံးတွေတွင်ဂုံးတွေငုတ်တာရှိတယ်ပြီးလို့ရှိရင်ကျွန်တော်ခနန်းထောင်တာခနန်းချိတ်တာဒါငါးဖမ်းတာအဲ့လိုမျိုးတွေကျွန်တော်ကြီးပြင်းလာတာပေါ့ဒီတော့ကိုရောက်တဲ့အချိန်မှာဒါလေးအမှတ်တရလေးဖြစ်တာပေါ့ကျွန်တော်ကဒီကျွန်တော်ဗီဒီယိုဖိုင်ကိုကြည့်တဲ့ညီလေးညီမလေးတို့အားပေးချင်တာကကိုဘယ်နေရာကိုပဲရောက်ကိုယ့်ရဲ့ဘဝကအမြင့်ကိုဘယ်လောက်ပြန်တမ်းမလဲဆိုတာမမြင်နိုင်သေးဘူးတခုရှိတာကကျွန်တော်တို့လုပ်နေရမှာကကံဉာဏ်ဝရိယ၃ချက်မှာဉာဏ်နဲ့ဝရိယကိုအမြဲအားစိုက်နေရမှာကံလည်းတစ်ဖက်ကအားကိုးနေရမှာပေါ့နော်သို့တော့ကျွန်တော်တို့ကကိုယ်ဘယ်နေရာကိုပဲရောက်စိတ်တက်မကြပဲနဲ့စိတ်တွေညှဉ်းညူးမှုမရှိပဲနဲ့စိတ်တွေမပြိုလဲပဲနဲ့အရှုံးဆိုတာဗျာကိုအရှုံးပေးမှရှုံးသွားတာမျိုးကျွန်တော်ဆိုလို့ရှိရင်အခုဒီနေ့အိမ်ချမ်းမြေအကျိုးဆောင်ကိုစိုးမိုးဆိုတဲ့ဘဝကိုရောက်ဖို့ဆိုတာကျွန်တော်နှစ်ပေါင်း30ကျော်လောက်ဖြတ်သန်းခဲ့ရတာအဲ့ဒီနှစ်ပေါင်း30ကျော်ထဲမှာကျွန်တော်ရန်ကုန်ရောက်တော့ရှော်ရေးမှာကုန်ထမ်းတယ်ဂျာနယ်ရောက်တယ်ခုနကျွန်တော်ပြောသလိုအရှိမလှုပ်တွေအများကြီးအစစ်လုပ်ခဲ့တာပေါ့နောက်ဆုံးကြမှာကျွန်တော်ခုနပြောကျွန်တော်ထမင်းလုံးဝငတ်သွားတယ်ဘဝတွေပြည့်သွားတယ်အဲ့ဒီကြမှာကျွန်တော်ကဘာအလုံးမှမရှိတော့လို့ထမင်းငတ်နေတဲ့အချိန်ကြမှာကျွန်တော်ဒီအိမ်ချမ်းမြေအကျိုးဆောင်လုပ်ငန်းဆိုပြီးရက်တီမှုကိုလုပ်ရတာလုံရင်းထဲမှာကျွန်တော်ကိုယ်ပိုင် brand တစ်ခုကိုတီဆောက်ပြီးတော့မှဥပမာဗျာကျွန်တော်ဟိုရက်ကဆိုဒါဟောပြောပွဲတွေလုပ်တယ်ပေါ့နော်ဟိုမှာလူ300-400လောက်တက်လာတယ်300-500လောက်ကိုရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဟောပြောပွဲရဲ့ဒီခန်းမကြီးကလူ230လောက်ပဲစမ်းတဲ့အခါကျတော့ဒီလူ230လောက်ပဲကျွန်တော်ပြောဖြစ်တာပေါ့ပုံမှန်တိုင်းကြီးကျွန်တော်ကပွဲသားတယောက်ပါအကျိုးဆောင်ပဲပြောပွဲသားပဲပြောပွဲသားဆိုလို့ရှိရင်များသောအားဖြင့်လူ100ဆိုရင်99ယောက်ကမကြိုက်ဘူးဒါပေမဲ့ပွဲစားတယောက်ကပြောတဲ့စကားကိုလာပြီးတော့ထိုင်နားထောင်တယ်အဲ့ဒီထဲမှာအိမ်ချမ်းမြေအကျိုးဆောင်တွေလည်းပါမယ်လုပ်ငန်းရှင်တွေလည်းပါမယ်စိတ်သက်ကြနေတဲ့လူတွေလည်းပါမယ်လမ်းပြောင်းနေတဲ့သူတွေလည်းပါမယ်ကိုဘယ်လိုစ조사အားထုတ်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုပွဲစားဆိုရင်ဟိုအစင်မပြေဘူးအခက်ခဲတယ်ကလင်ကြီးခွာတယ်ကြော်ရိုက်တယ်ပေါ့နော်ပြောစကားဆိုစကားတွေကျန်းတယ်ဒီလိုပဲသုံးသက်တာဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီလူမကြိုက်တာတွေဂျားတဲ့လူကြိုက်အောင်ဘယ်လိုလုပ်မလဲမကောင်းတာတွေကိုဆွန့်လို့ပြီးကောင်းတာတွေဘယ်လိုလုပ်မလဲဆိုကိုရက်တည်တယ်အဲ့ဒီမှာကျွန်တော်ကိုယ်ပိုင် brand ကိုယ်ပိုင် ethic ကိုယ်ပိုင် image ကိုထူထောင်လာတဲ့အခါကျွန်တော်ရဲ့မှန်ကန်မှုကျွန်တော်ရဲ့ဒီလုပ်ငန်းပေါ်မှာအားစိုက်မှုကျွန်တော်ရဲ့စ조사အားထုတ်မှုကျွန်တော်လူတွေကိုစွမ်းဆောင်ပေးမှုကြောင့်လူတွေကကျွန်တော်ပေါ်မှာအယုံကြည်လာတယ်စိတ်ချလာတယ်ကျွန်တော်နဲ့အလုပ်လုပ်ချင်လာတယ်အဲ့ဒီလိုပဲကျွန်တော်နဲ့ပြောတဲ့စကားတွေကျွန်တော်ဆွေးနွေးတိုင်ပင်ချင်လာတယ်ပေါ့ဒါကြောင့်မို့ကျွန်တော်တို့ကမိမိကဘယ်ဘဝမှာရောက်ဘယ်နေရာလေးမှာရောက်ဘယ်လောက်ပဲခက်ခဲနေခါလေးကြာရင်10နှစ်နဲ့10နှစ်စ조사မှအောင်မြင်တာရှိတယ်ခါကျရင်နှစ်20စ조사မှအောင်မြင်တာရှိတယ်ကျွန်တော်ဆိုရင်နှစ်ပေါင်း30ကြာမှစ조사လာတာရှိတယ်ဒီချောင်းလေးတွေဒီမြောင်းလေးတွေကြားထဲမှာကျွန်တော်ခရုတွေကောက်ခဲ့တယ်ကနန်းတွေထောင်ခဲ့တယ်သားငါးတွေနှိုက်ခဲ့တယ်သိလားခါလေးကြာလို့ရှိရင်ကျွန်တော်ဂျုံတို့ပြောရရင်ဒီခုကျွန်တော်ဒီတောထဲမှာတော့ကျွန်တော်မရမမျောမတွေ့ရဘူးကျွန်တော်ဆိုလို့ရှိရင်4မိုင်လောက်ကွာတဲ့နေရာမှာကျွန်တော်သွားပြီးတော့မှမရမမျောတွေသွားခုတ်ပြီးတော့မှခါးမှာဒီလိုကြိုးချီပြီးတော့မရမမျောကိုကျွန်တော်ကအလုံး90ဆို90ကိုရေထဲကနေတို့တိုက်ပြီးခါးတို့တင်းပြီးဆွဲလာတာအဲ့လိုအားပါဆွဲလာတာခြံစည်းရိုးလုပ်တာပေါ့အဲ့ဒါလေးကိုပြန်ရောင်းပြီးတော့မှကျွန်တော်ကထမင်းစားခဲ့ရတာအဲ့ကြောင့်မလို့ခမရဘယ်နေရာမှာရောက်ဘယ်နေရာမှာမဝေးဘယ်လောက်ပဲဒုက္ခရောက်နေပြီးစိတ်ဓာတ်မချနဲ့အရှုံးဆိုတာကိုရှုံးပြီးမှရှုံးတာကျွန်တော်ကကြတော့ဟိုကျွန်တော်ရဲ့ဘဝရည်မှန်းချက်နဲ့ပြောတာဒါကြောင့်လက်တွေ့ဆန်းတယ်အဲ့တော့ခမရစိတ်ညစ်မနေနဲ့ခက်ခဲနေတာတွေကိုဘယ်လိုဖြေရှင်းမလဲစိတ်တက်ကြပြီးတော့မှဘဝခွန်အားတွေအရှုံးမပေးနဲ့အရှုံးပေးလို့ဆိုတာကိုရှုံးမှရှုံးတယ်လို့ကျွန်တော်အချိန်ကြီးပြောတယ်အဲ့တော့ကျွန်တော်ကဘဝမှာအရှုံးမပေးဘဲနဲ့ဆက်လက်ကြိုးစားတာကျွန်တော်ဒီနေ့ထမင်းလေးနဲ့မှန်နေတယ်ရွှေမာတော်ကုန်းကိုစိုးမိုးဆိုတာဖြစ်တည်လာတာပါအောင်မြင်ကြပါစေဂိုးလက်ပါ